ရားနှလုံးသားနဲ့လူနှလုံးသားနဲ့ထပ်တူကြနိုင်မယ်လို့ထင်ပါသလားဖျားသခင်နှစ်သက်သဘောကျတဲ့နှလုံးသားမျိုးကဘယ်လိုပါလဲဓမ္မကျမ်းစာမှာတော့ဖျားနှလုံးသားနဲ့ထပ်တူနီးစပ်နိုင်တဲ့လူတစ်ယောက်ဖော်ပြထားပါတယ်သူကတော့ဒါဝိဒ်ပဲဖြစ်ပါတယ်ဒါဝိဒ်ကိုဘယ်အချက်တွေမှာဖျားသဘောကျခဲ့လဲဒါဝိဒ်စီကဘာသင်ခန်းစာတွေများရယူနိုင်မလဲကြည့်ရအောင်ပါရှောလုသေပြီးတဲ့နောက်မှာဒါဝိဒ်ကိုဣသရေလတောင်ပိုင်းယူဒမျိုးသားတွေကနန်းတင်ခဲ့ပါတယ်ပြည်တွင်းစစ်9နှစ်ပြီးတဲ့အခါမှာဒါဝိဒ်ကိုဣသရေလတနိုင်ငံလုံးရဲ့ရှင်ဘုရင်ဖြစ်ပြစ်သိမ်းပေးခဲ့ပါတယ်ဒါဝိဒ်ဆိုတဲ့အဓိပ္ပာယ်ကချစ်ချင်းနှစ်သက်ခြင်းပါအသက်ရှင်ခဲ့တဲ့အချိန်ကတော့နှစ်ပေါင်း80ဖြစ်ပြီး BC 1040ကနေ980ဖြစ်ပါတယ်ကျမ်းစာမှာယေရှုပြီးအဖော်ပြခံရဆုံးတော်ပုဂ္ဂိုလ်ဟာဒါဝိဒ်ပဲဖြစ်ပါတယ်ဒါဝိဒ်ကိုအခန်းကြီး66ခန်းမှာဖော်ပြထားပြီးဓမ္မသစ်မှာ59ကြိမ်တောင်ရည်ညွှန်းထားတာဖြစ်ပါတယ်ဓမ္မဟောင်းကျမ်းထဲမှာငယ်ရွယ်စဉ်ကတည်းအိုမင်းတဲ့အချိန်ထိမှတ်တမ်းအတင်ခံရတဲ့ပုဂ္ဂိုလ်ကလည်းဒါဝိဒ်ပဲဖြစ်ပါတယ်ဒါဝိဒ်ကလည်းမိတ်ဆွေနဲ့ကျွန်ုပ်လိုပဲမပြည့်စုံတဲ့လူသားဖြစ်ပါတယ်ဒါပေမဲ့သူက perfection တာမဖြစ်တာ progression တော့ဖြစ်ပါတယ်ပြောချင်တာကပြည့်စုံသောသူမဟုတ်တော့ညာလဲတာ၍ကောင်းလာသောသူတာ၍တိုးတက်လာသောသူအဖြစ်သွားနိုင်ခြင်းကအံ့ဩစရာပဲဖြစ်ပါတယ်မိတ်ဆွေဒါဝိဒ်မင်းကြီးကသူ့မိသားစုမှာမိတ်ဆွေနဲ့ကျွန်ုပ်လိုပဲအိမ်တွင်းရေးပြဿနာမိသားစုပြဿနာအများကြီးကြုံတွေ့ရတဲ့လူပါသူ့ရဲ့ဘဝမှာလည်းပဲမိတ်ဆွေနဲ့ကျွန်တော်လိုပဲမပြည့်စုံခြင်းတွေအဲမှာတော့မှလူတကာယွန်ရှာတဲ့သူမယားကိုပြစ်မှားခြင်းတွေတော့မှကြုံတွေ့ခဲ့တဲ့လူပါဒါတွေထားလိုက်ပါဦးသူ့ရဲ့သားသမီးတောင်အချင်းချင်းပြန်တက်ရတဲ့မိသားစုဆိုတာဘယ်လောက်တောင်အောစရာကောင်းပါသလဲမိတ်ဆွေဒါတွေပဲဟုတ်ပါမလဲသူ့ကိုလည်းအတင်းအဖင်းတွေပြောကြတယ်တကယ်လည်းပဲသူ့ရဲ့ဘဝမှာအမဲဆက်တွေနဲ့မကင်းလွတ်တဲ့လူတစ်ယောက်ပဲဖြစ်ပါတယ်ဒါပေမဲ့မိတ်ဆွေဒီနေရာမှာမပြည့်စုံတဲ့လူသားကသူ့နှလုံးသားကိုဖျားသခင်ကငါနှလုံးသားနဲ့တစ်ထပ်ထဲကြတယ်လို့ပြောရချင်းဟာတော်တော်လေးအံ့ဩစရာအပိုင်းပဲဖြစ်ပါတယ်ဒါကြောင့်မလို့မိတ်ဆွေနဲ့ကျွန်ုပ်ဘလောက်ပဲမပြည့်စုံဖျားနှလုံးသားကိုတို့ထိနိုင်တဲ့လူဖျားနှလုံးသားနဲ့တစ်ထပ်ထဲကြနိုင်တဲ့လူဖြစ်နိုင်ဖို့အတွက်ဒါဝိဒ်နှလုံးသားလေးကိုကျွန်တော်တို့အချက်ကလေးတွေကိုကြည့်သွားဖို့လိုအပ်ပါတယ်ဖျားသခင်ကငါနှလုံးသားဒါဝိဒ်နှလုံးသားတစ်ဖက်မှာဒါဝိဒ်ကိုဘာဖြစ်လို့သူ့နှလုံးသားကိုတည်တဲ့သူအဖြစ်ဖျားသခင်သတ်မှတ်ရတာလဲအချက်တွေကတော့အများကြီးရှိမှာပါအဲ့ထဲမှာကျွန်တော်အချက်3ချက်ကလေးကိုအချင်းချုံပြီးပြောချင်ပါတယ်နံပါတ်1အချက်ကတော့ဒါဝိဒ်မင်းကြီးကသူ့ကိုအပြစ်ပေးတဲ့ဖျားဒဏ်ခတ်တဲ့ဖျားစီကိုပဲပြန်ဝင်တဲ့အချက်ပဲဖြစ်ပါတယ်ကျွန်တော်မှာကလေး3ယောက်ရှိပါတယ်ကျွန်တော်ရဲ့သားသမီး3ယောက်စလုံးပြောစကားနားမထောင်တဲ့အချိန်ကလေးမှာသူ့အမေကအပြစ်ပေးဆုံးမလျက်ရှိပါတယ်ဒဏ်ခတ်လိုက်တဲ့အခါမှာကျွန်တော်ရဲ့သမီးအငယ်ဆုံးကလေးငိုနေတာကိုကျွန်တော်ကြည့်နေတတ်ပါတယ်သမီးလေးငိုယူနေတဲ့အခါမှာသမီးလာပါအဖေစီကိုလို့ခေါ်တဲ့အခါမှာထူးဆန်းတာကသမီးကကျွန်တော်စီမလာဘဲနဲ့သူ့ကိုဆုံးမတဲ့သူ့အမေစီကိုပဲတွားတာကိုတွေ့ရမှာပါဘာဖြစ်လို့များပါလဲသမီးကသူ့အမေသူ့ကိုဆုံးမတာမချစ်လို့မဟုတ်ဘူးမုန်းလို့မဟုတ်ဘူးဆိုတာကိုသိလို့ပဲဖြစ်ပါတယ်အဲ့အချစ်လေးလိုပါပဲဒါဝိဒ်မင်းကြီးကသူ့ကိုဒဏ်ခတ်တဲ့ဖျားသူ့ကိုအပြစ်ပေးတဲ့ဖျားဟာသူ့ကိုအချစ်ဆုံးသောသူပဲဖြစ်တယ်ဆိုတာကိုသိတဲ့အခါမှာအဲ့ဒီဖျားစီကိုတိုးဝင်လိုက်တဲ့အခါမှာဖျားနှလုံးသားအရေးပြောနိုင်ရခြင်းပဲဖြစ်ပါတယ်မိတ်ဆွေရဲ့ဘဝမှာလည်းပဲမပြည့်စုံမှုတွေအပြစ်နွန်တဲ့ရောက်နေတဲ့အချိန်တွေရှိကောင်းရှိနိုင်ပါတယ်အဲ့နေရာကနေဖျားစီကိုပြန်တိုးဝင်ခြင်းဟာကျွန်တော်တို့အတွက်လွတ်မြောက်ရာကျွန်တော်တို့အတွက်နားခိုရာကျွန်တော်တို့အတွက်ဖြည့်သိမ့်ရာပဲဖြစ်ပါတယ်ဒုတိယအချက်ဖျားသခင်တိတ်ကိုကြိုက်တဲ့အချက်ကတော့ဒါဝိဒ်မင်းကြီးဟာကျိုးပဲ့ချေမွားတဲ့နှလုံးသားပိုင်ဆိုင်တဲ့သူပဲဖြစ်ပါတယ်စာလံ51အပိုင်ငယ်16 19မှာဖ
ယားသခင်နှစ်သက်သောနှလုံးသားဟာကျိုးပဲ့ချိန်မွသောနှလုံးသားပေဒီလို့ဖော်ပြထားပါတယ်ဒါဝိမင်းကြီးကတိုးကြောင်းသားဘဝကိုလည်းပိုင်ဆိုင်ခဲ့ပူပါတယ်ဒါဝိမင်းကြီးကရှင်ဘရင်နေရာမှာလည်းနေခဲ့ပူပါတယ်ဒါဝိမင်းကြီးကဝရံပြည်ဘဝကိုလည်းခံစားခဲ့ပူတဲ့သူပါဒါကြောင့်မလို့ဘဝပေါင်းမြောက်များစွာကိုကြုံတွေ့ခဲ့တဲ့ဒါဝိမင်းကြီးကလူဘက်ကဲ့သို့သောလူစားမျိုးကိုသူတွေ့သူ့မှာလိုက်ခံစားပေးနိုင်တဲ့နှလုံးသားပိုင်ဆိုင်ပါတယ်မိတ်ဆွေကျူးပဲ့ချေမှော့တဲ့နှလုံးသားကလေဖယားနှလုံးသားနဲ့အတူတူပဲဖြစ်ပါတယ်ဒီကနေ့အပြစ်နုံထဲရောက်နေတဲ့မိတ်ဆွေကိုဖယားကလိုက်ချစ်နိုင်တယ်ဆိုတာကအပြစ်နုံထဲမှာယုံထွက်မရနိုင်သောလူသားကိုခံစားပေးနိုင်တဲ့နှလုံးသားဖြစ်လို့ပဲဖြစ်ပါတယ်ဒါကြောင့်မလို့မိတ်ဆွေကျိုးပဲ့ချိန်မွစွာဖြင့်စင်းရဲတဲ့သူရဲ့ဘဝကိုလည်းစင်းရဲတယ်လို့ချမ်းသာတဲ့သူတွေရဲ့နှလုံးသားကိုလည်းချမ်းသာခြင်းကြောင့်ထွက်လာတဲ့မောက်မာခြင်းတွေပဲဆိုပြီးတော့မှစာနာတက်တဲ့နှလုံးသားနဲ့အတူအမျိုးမျိုးသောဘဝကိုလိုက်ခံစားပေးတဲ့နှလုံးသားပိုင်ဆိုင်ဖို့လိုအပ်တာဖြစ်ပါတယ်နံပါတ်3အချက်နောက်ဆုံးအချက်ကတော့ဒါဝိမင်းကြီးရဲ့နှလုံးသားကချီးမွမ်းခြင်းရစ်ကိုအမြဲတမ်းပူဇော်တတ်တဲ့နှလုံးသားပဲဖြစ်ပါတယ်ရှောလုဘုရင်ရဲ့ရန်ကိုကြောက်ပြီးတော့မှဂူထဲမှာအောင်ပြီးတော့မှဝရံကြီးဘဝမှာကြုံတွေ့တဲ့အချိန်မှာလဲချီးမွမ်းနေတတ်တယ်လို့ရှင်ဘုရင်ဆိုတဲ့နန်းတော်ကိုရောက်လာတဲ့အခါမှာလဲချီးမွမ်းခြင်းကိုဘယ်တော့မှမစွန့်လွတ်ခဲ့ပါဘူးမိတ်ဆွေဒါဝိမင်းကြီးချီးမွမ်းတဲ့အခါမှာသူ့ရဲ့အမျိုးသမီးကရှစ်เสียမကောင်းဘူးလားမူကြီးမကြီးအရှိခါဘိတ်အရှိစစ်သူရဲတွေအရှိဒီလောက်လူတွေရဲ့အရှိမှာဘယင်ဖြစ်ပြီးချီးမွမ်းရသလားကခုံရသလားလို့ရှုံချတဲ့အချိန်မှာတော့မှဒါဝိမင်းကြီးကဖယားသခင်ရဲ့ချီးမွမ်းခြင်းဇက်ကိုဘယ်တော့မှမပြတ်ကွက်ခဲ့ပါဘူးဘယ်ဘဝကိုပဲကျွန်တော်တို့ရောက်ဖယားသခင်ကိုအမြဲတမ်းချီးမွမ်းတတ်တဲ့နှလုံးသားရှိရင်အဲ့ဒီအရာလေးကဖယားနှလုံးသားကိုအတုအထိဆုံးသောအရာပဲဖြစ်ပါတယ်ဒီကနေ့ဒီ3ချက်ကလေးကိုမိတ်ဆွေနဲ့ကျွန်တော်လိုက်လျှောက်ရင်းနဲ့ perfect ပြည့်စုံခြင်းမဖြစ်သေးတော့မှ progressing ပါ၍ကောင်းသောပါ၍တိုးတက်သောပါ၍ချင်းကပ်သောနှလုံးသားနဲ့ဖယားနှလုံးသားကိုနီးစပ်ကြဖို့အတွက်ဒီကနေ့ဖိတ်ခေါ်ချင်ပါတယ်ကျေးဇူးတင်ပါတယ်ဖယားရှင်ကောင်းကြီးပေးပါစေ